ဘလောက်ပင်သီလကောင်းမှုတွေပြည့်စုံလို့ပြိဿခံစားခွင့်နေရပါစေဟောဒီခန္ဓာကြီးရှိနေပြီဆိုရင်တော့အိုရအောင်မနာရအောင်မသိရအောင်မအိုနာသိမလွတ်သေးသမျှခန္ဓာဆိုတာမဆုံးနိုင်ခန္ဓာမဆုံးနိုင်တာကိုပဲသန္တရာလေတယ်လို့ခေါ်ပါတယ်သန္တရာလေတယ်ဆိုတာဘာတွေလဲဘဝတွေတစ်ခုပြီးတစ်ခုရခန္ဓာတွေတစ်ခုပြီးတစ်ခုရနေတာကိုပဲခန္ဓာလေတယ်တန်တရာလေတယ်လို့ခေါ်တယ်။ပြီးတော့အဲ့ဒီခန္ဓာလေတာကိုလွတ်ဖို့ကြတော့ဒါနာလေးတိလလေးနဲ့လွတ်အောင်ယုံလို့ရမလားမရဘူး။ဟောဒီယုတ်တရားတန်တရားကြီးရဲ့စက္ကန့်တိုင်းသိနေတာကိုဝိပဿနာဉာဏ်နဲ့တွေ့အောင်ရှာဖို့လိုပါတယ်။ဟောဒီယုတ်တရားတန်တရားကြီးရဲ့စက္ကန့်တိုင်းအနိစ္စဆိုတာကိုစာထဲကအနိစ္စခန္ဓာထဲမှာတွေ့အောင်ရှာဖို့လိုပါတယ်။စာရဲကဒုက္ခခန္ဓာထဲမှာသိအောင်ရှာဖို့လိုပါတယ်